လူကြီးမင်းတို့တွေအိမ်မပြောဘူးလားလူကြီးမင်းတို့တွေအိမ်မပြောဘူးလားကဲအိမ်မပြောဘူးဆိုလို့ရှိရင်တော့ညီမလေးကဒါတတိယလိုက်တော့ဘာဖြစ်လို့လဲဆိုတော့ညီမလေးကဒီလိုလဲလဲတဘောထုတ်နေတာဇွန်ရုံးနေရုံလေးက stop ပြည့်ထားပါပြီဒီမှာဒီမှာတော့ ever smile မှာလဲတဘောအထုတ်ကုန်အဆုံးရပါတယ်ဒီအဆုံးရပါတယ်ရှင်ကဲဒီလိုအဆုံးကိုညီမလေးရှိမှာဒါကတော့ကစုံရုံးနေရုံလေးပါရှင်ကစုံရုံးနေရုံကလူတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်အတောက်တွေကိုပြည့်စေတဲ့အပြင်ကိုဒီရိုးလေးကိုညအိပ်ရဝင်တစုံစားပြီးတော့ရေကိုတစ်ဖက်တောက်ပြီးတော့အိပ်လိုက်တာနဲ့အေးရဝမယ်အပြင်ကိုဒါတွေကောင်းချုပ်ပေးမှလည်းသိလားတကယ်ဟိုဝင်းမှန်စီရဲ့သူကအစိတ်အတောက်တွေခန္ဓာကိုယ်ထဲမှာရှိနေတဲ့ toxic ဖြစ်နေတဲ့အစိတ်အတောက်တွေအားလုံးကိုပြည့်စေရဲ့ပြီးလို့ရှိရင်သူကဒီလူရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်းပဲပုံမမြင်ဆန်လာပါလိမ့်မယ်ကဲဒီလိုမျိုးချိုးရွေးအခါတက်ရှိတဲ့ဒီလိုပစုံရုံးဒီယိုလေးကိုလူတိုင်းအိမ်တိုင်းဆောင်ထားတင်ပါပြီเนาะကျေးဇူးပါ